မြန်မာနိုင်ငံမှာကိုပိုင်အင်္ဂလုံးလောက်တော့ပိုင်ဆိုင်ခြင်းလဲဆိုတဲ့စိတ်ကူးအဲ့ဒါလူတိုင်းလိုမှာရှိကြမှာပါဒါပေမဲ့ခွင့်လန်းနေရှိသလိုဒီလမ်းမှာဥပဒေအရတော်တော်လေးကိုရှုပ်ထွေးတဲ့ဝင်ကပတစ်ခုလိုဖြစ်နေတတ်တယ်ကဲအဲ့ဒီတော့ဒီရှုပ်ထွေးမှုတွေကြားထဲမှာလမ်းမမရအောင်ဘာတွေတွေ့ထားဖို့လိုမလဲဆိုလာကိုအတူတူလေးတော့ကြည့်ကြရအောင်အိမ်ပိုင်တစ်လုံးနဲ့အဒီတကျနေထိုင်ခြင်းတဲ့အိမ်မက်ဒါကတော်တော်များများရဲ့ရည်မှန်းချက်တစ်ခုပဲပေါ့နော်ဒါပေမဲ့တကယ်တမ်းအကောင့်ထဲပေါ်မယ်ဆိုတော့ဘယ်ကစပြီးဘာတွေလုပ်ရမလဲဆိုတော့ကမေကုံပေါင်းများစွာနဲ့အခုဒီတင်ဆက်မှုကအဲ့ဒီမေကုံတွေအဖြေရှာရမှာအထောက်အကူဖြစ်စေမှာပါဟုတ်ပါတယ်အဲ့ဒီအိမ်မက်စီတော့တွားတဲ့လမ်းကတကယ်ကိုပဲဝင်ကပတစ်ခုကိုဖက်ရတယ်လို့ပါပဲဝင်လိုက်တာနဲ့လမ်းမရောက်တော့အောင်ကိုယ်ရဲ့ပိုက်ဆက်လေးလည်းအလဟာဆမထစ်တော့အောင်ဥပဒေရဲ့အဓိကကျတဲ့အချက်လေးတွေကိုတော့အရင်ဆုံးတေးချာနားလည်ထားဖို့လိုပါတယ်ကဲဒါဆိုပထမဆုံးနဲ့အရေးအကြီးဆုံးအချက်ကိုပဲတန်းပြီးလိလာကြည့်လိုက်ရအောင်အိမ်တစ်လုံးဝယ်ရမယ်ဆိုရင်အဲ့ဒီအိမ်ကိုဘလို့မြင်အမျိုးအစားပေါ်မှာစောက်ထားတာလဲဆိုတာကိုသိဖို့ကအခြေခံအကျဆုံးနဲ့အရေးအကြီးဆုံးပါပဲဟုတ်ပြီမြန်မာနိုင်ငံမှာမြေမျိုးစားအဓိက၄မျိုးရှိတယ်မြေတိုင်းကတန်ဖိုးရောပိုင်ဆိုင်ခွင့်ရောလုံးဝမတူပါဘူးဥပမာဘောပွားပိုင်မြေဆိုရင်ဒါကတကယ့်ကိုအမွေဆက်ခံလို့ရတဲ့ပိုင်ဆိုင်မှုအစဲ့မှန်ပေါ့ဂယ်ရမီကြတော့နည်းနည်းကွာသွားပြီဒါကအစိုးရစီကနှစ်ချေ9ရန်ထားရတဲ့တော့ပါမစ်မြေဆိုတာကပိုပြီးတောင်ကန့်သက်ချက်များသားသေးတယ်နေထိုင်ဖို့ပဲခွင့်ပြုတာတရားဝင်ရောင်းလုံးဝယ်လို့မရဘူးနောက်ဆုံးလေယာမြေကတော့တည်တဲ့အတိုင်းပဲစိုက်ပျိုးရဲ့အတွက်ပဲတတ်မှတ်ထားတာမို့တရားဝင်ခွင့်ပြုချက်မရပဲအိမ်ဆောက်လို့မရပါဘူးအဲ့ဒီတော့ကိုဝယ်မဲ့မြေကဘယ်မျိုးစားတဲ့ပါလဲဆိုတာကိုတွေ့တဲ့ချက်တီးထားဖို့ကအင်မတန်ရေးကြည့်ပါတယ်ဆိုတော့အဓိကရှက်ကဘာလဲဆိုတဲ့ grand ဆိုတာကမြို့ပြကအိမ်ချမ်းမြေတွေတော်တော်ရွှေစံသုံးတစ်ခုလိုပါပဲလူတိုင်းက grand မြေကိုပို့လို့ချင်ကြတယ်ဒါပေမဲ့တခုတတိထားရမှာကဒါဟာအစိုးရစီက9ရန်ထားတဲ့သဘောတရားချင်းနေတဲ့ဆိုတဲ့ချက်ပါပဲကံမြေမျိုးစားကတော့သဘောပေါက်သွားပြီဆိုပါစို့ဒါဆိုနောက်တစ်ဆင့်အနေနဲ့တကယ်အယောင်းဝယ်လုပ်ငန်းစဉ်ကိုကြည့်အောင်ဒီလုပ်ငန်းစဉ်မှာလုံးဝကိုမချော်တဲ့စင်တွေကဘာတွေဖြစ်မလဲပိုက်ဆံတပြားတစ်ချက်မှမချေခင်မှာပေါ့နော်ဒီအချက်တွေကိုတော့တိချက်ချစစ်ဆေးဖို့လိုပါတယ်တစ်ပိုင်ဆိုင်မှုစာရွက်စာတမ်းပေါ်ကနာမည်နဲ့ရောင်းသူရဲ့နာမည်တကယ်ပဲတူရလားနှစ် YCDC online လိုမျိုးဝန်ဆောင်မှုတွေမှာမှတ်တမ်းတွေတွားစစ်ကြည့်ပါသုံးမြေပုံမြေယာစွန်းအစ်စ်ကိုထုံယူပြီးတော့အခွန်တွေအားလုံးကင်းရှင်းရလားဆိုတာကိုသိချောင်းလုပ်ပါဒီအစစ်တွေကကိုယ့်ရဲ့ချွေးနှိစာငွေတွေနဲ့ယင်းနှမြတ်မှုကိုကာကွယ်ဖို့အတွက်မဖြစ်မနေလုပ်ရမယ့်အရာတွေပါလူတွေတော်တော်များများမားတတ်ကြတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့စရံငွေပေးလိုက်ပြီဆိုတာနဲ့အင်ကကိုလက်ချက်ရောက်ပြီးတော့ထင်သွားတာပါပဲတကယ်တော့အဲ့လိုမဟုတ်ပါဘူးတရားဝင်ပိုင်ဆိုင်မှုဆိုတာကအယောင်းဝယ်စားချုပ်ကိုတရားဝင်မှတ်ပုံတင်တိမှသာအတီးထီတာပါအဲ့ဒီအချက်ကိုတော့လုံးဝမမေ့ပါနဲ့နောက်ပြီးတော့အခွန်ဥပဒေဘက်မှာလည်းတတိထားစရာတခုရှိသေးတယ်အဲ့ဒါကတော့ဝင်ငွေရလန်းကိုတတ်သိမပြနိုင်တဲ့ပိတ်ဆန်နဲ့အိမ်ဝယ်တယ်ဆိုရင်အခွန်30%ထိကိုဆောင်ရနိုင်တယ်ဆိုတဲ့အချက်ပါပဲအဲ့ဒါကြောင့်အယောင်းဝယ်လုံးတဲ့ခါငွေကြေးကိုဘယ်လိုပြမလဲဘယ်လိုကျင့်ရမလဲဆိုတာကတကယ်ကိုအရေးကြီးတဲ့အပိုင်းတစ်ပိုင်းဖြစ်လာပါတယ်ဟုတ်ပြီအခုလူတော်များဒီကျနေကြတဲ့မေကွန်တစ်ခုကိုစစ်ကြည့်အောင်နိုင်ငံသားမို့ပဲနိုင်ငံသားတွေအကွေရောမြန်မာနိုင်ငံမှာအိမ်ချမ်းမြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီးတည်သက်စီးမြင့်တွေဘာတွေရှိတယ်လဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဥပဒေကအရန်ကိုတိတိကျကျပြဋ္ဌာန်းထားတာရှိပါတယ်နိုင်ငံသားတယောက်အနေနဲ့အိမ်ချမ်းမြေကိုတိုက်ရိုက်ပိုင်ဆိုင်ခွင့်ရဖို့အတွက်အဓိကလမ်းကြောင်းကတစ်ခုပဲရှိပါတယ်အဲ့ဒီလမ်းကြောင်းကိုနားလေဖို့တဲ့ဒီနံပါတ်4ကအဓိကတော့ချက်ပါပဲ40%ဘာကိုဆိုလိုတာလဲဆိုတော့အဲ့ဒီ40%ဆိုတာက2016ကွန်ဒိုမီနီယံဥပဒေအရပါဒီဥပဒေအရတရားဝင်မှတ်ပုံတင်ထားတဲ့ကွန်ဒိုဆောက်အောင်တစ်ခုမှရောင်းချနိုင်တဲ့ဂျန်ကင်ဧရိယာစုစုပေါင်းရဲ့40%အထိကိုနိုင်ငံသားတွေကစုပေါင်းပြီးဝေယူပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆိုလိုတာပါဒါပေမဲ့အဲ့ဒီအဆောက်အုံကလည်းအနည်းဆုံး6ထက်ဒါမှမဟုတ်အဲ့ဒီထက်မြင့်ရမယ်စုပေါင်းပိုင်မြေ area ဆက်ရန်ဘေး2000အနည်းဆုံးပုံမှာဆောက်ထားရမယ်ဆိုတဲ့သတ်မှတ်ချက်တွေတော့ရှိပါတယ်တရားဝင်ပိုင်ဆိုင်ကြောင်းကိုလည်း Union Registration Certificate နဲ့တက်တည်ပြရမှာဖြစ်ပါတယ်အခုပြောမယ့်အပိုင်းကတော့အရန်ကိုအရေးကြီးပါတယ်ဒီနေရာမှာတော့ကိုယ့်ရဲ့အသိပညာကပဲအကောင်းဆုံးကာကွယ်မှုဖြစ်လာတော့မှာပါဈေးကွက်ထဲမှာလူတွေခဏတွေ့ကြုံရတယ်ခြေချော်လက်ချော်ဖြစ်သွားနိုင်တဲ့ထောင်ချောက်တချို့အကြောင်းကိုဆက်ပြီးလေ့လာကြည့်ရအောင်အမွေဆက်ခံသူဒါမှမဟုတ်ကိုစားလက်လွဲစာနဲ့အယောင်းတဲ့သူစီကဝယ်တဲ့ကိစ္စဒါအရန်ကိုအဖြစ်များတဲ့အခြေအနေတစ်ခုပါဒါပေမဲ့အဲ့ဒီမှာတတိထားမဲ့ချက်တွေအများကြီးရှိပါတယ်သူတို့မှတကယ်ပဲရောင်းချခွင့်အပြည့်အဝရှိရလားဆိုတာကိုတိတိကျကျစစ်ဆေးဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဒီအချက်ကိုတိတိကျကျနားလည်ထားဖို့လို့ပါကိုစားလေလွဲစာ power of attorney ဆိုတာကရောင်းချခွင့်လိုမျိုးကိစ္စတွေကိုဆောင်ရွက်ခွင့်ပေးတာပဲရှိတာပါတရားဝင်ပိုင်ဆိုင်ခွင့်ကိုလွှဲပြောင်းပေးလိုက်တာမဟုတ်ပါဘူးဆိုတော့ကိုစားလေကလက်မှတ်ထိုးပြီးရောင်းလိုက်ပေးမဲ့နောက်ကွယ်မှာရှိနေတဲ့တခြားအမွေဆိုင်တွေကနောက်ပိုင်းမှာထားပြီးကန့်ကွက်လာနိုင်တဲ့ NDA ကရှိနေတော့မှာမဲ့နောက်ထပ်ဖြစ်များတဲ့အခြေအနေတစ်ခုကတော့အိမ်ချမ်းမြေတစ်ခုကိုမိသားစုဝင်တွေအများကြီးကပူးတွဲပိုင်ဆိုင်ထားလာမျိုးပါ
ဒီလိုကိစ္စမျိုးကဝယ်မဲ့သူအတွက်တော်တော်လေးကိုကြီးမားတဲ့ဥပဒေရေးအတားအဆီးတွေကိုဖြစ်သွားနိုင်ပါတယ် ဒါကတကယ်ကိုရေးကြည့်ပါတယ်ပိုင်ရှင်အားလုံးမပုံတင်ထားတဲ့ပိုင်ရှင်တယောက်မကျန်အားလုံးကဒီအယောင်းဝယ်ကိုသဘောတူဖို့လိုပါတယ်သဘောမတူတဲ့ပိုင်ရှင်တယောက်ဒါမှမဟုတ်မေးချင်နေတဲ့အမွေစက္ကန့်တူတယောက်ယောက်များရှိနေခင်ရင်ပိုက်ဆံတွေအကုန်ပေးချပြီးသွားရင်တောင်မှအဲ့ဒီရောင်းဝယ်တစ်ခုလုံးပြက်ပြက်သွားနိုင်တဲ့အထိဖြစ်သွားနိုင်ပါတယ် နောက်ထပ်ထောင်6တခုအယောင်းဝယ်ကိုနှစ်ဦးသဘောတူစာချုပ်ပြီးသွားပြီဒါပေမဲ့တရားဝင်သွားပြီးမှပုံမတင်ရသေးဘူးအဲ့ကြားထဲမှာအငင်းပွားမှုတစ်ခုခုဖြစ်လာခင်ဘယ်လိုလုပ်မလဲ အန်ဒီယာကဘာလဲဆိုတော့မပုံမတင်ထားတဲ့စာချုပ်တွေအခွင့်အတမ်းစိတ်ခေါင်းအပြည့်အစုံမဆောင်ထားတဲ့စာချုပ်တွေဟာတရားရုံးရက်သွားတဲ့အခါမှာတက်တဲ့အဖြစ်တင်သွင်းလို့မရတာမျိုးဖြစ်သွားနိုင်ပါတယ်ဆိုတော့ကကိုလက်ထက်မှာကန်ရတဲ့အယောင်းဝယ်တက်တဲ့ခန်းစာချုပ်ကတရားရေးအရာမဝင်တော့ဘူးဒါကဝယ်သူကိုလုံးဝအကာအကွယ်မဲ့သွားစင်နိုင်တဲ့အခြေအနေပါ နောက်ဆုံးတစ်ခုကတော့စာရွက်စာတမ်းတွေနဲ့ပတ်သက်တာပါစာရွက်စာတမ်းတွေကတက်ရရနဲ့အကုန်ပြည့်စုံနေပုံရပေမဲ့တန်တရားဖြစ်စေရတစ်ခုခုတွေ့လာရင်ဘယ်လိုလုပ်မလဲစေကွက်ရဲ့အရှိတရားကတော့စာရွက်စာတမ်းတိုင်းကိုမိမိအတိုင်းလုံးဝယုံကြည်လို့မရဘူးဆိုတာပါပဲ တကယ်တော့ grand လိုမျိုးပိုင်ဆိုင်မှုစာချုပ်အတုတွေကနေအခွန်ဆောင်ပြီးကြောင်းပြေးစားအတုတွေအထိဈေးကွက်ထဲမှာရှိနေရဆိုတာကအမှတ်တမ်းတင်ထားတဲ့အန်ဒီတစ်ခုပါဒါကြောင့်အကောင်းဆုံးနဲ့တစ်ခုတည်းသောနီးလန်းကတော့အဲ့ဒီစာရွက်စာတမ်းတွေကိုအထုတ်ပေးတဲ့တက်ဆိုင်ရာအစိုးရရုံးဌာနတွေမှာကိုယ်တိုင်သွားပြီးတိုက်ရိုက်စစ်ဆေးတာပါပဲ ကဲအခုပြောခဲ့တာတွေအားလုံးကိုပြန်ပြီးခြုံငုံသုံးသပ်ရရင်တော့ဘေးကင်းလုံခြုံတဲ့ရောင်းဝယ်တစ်ခုဖြစ်ဖို့အတွက်ဒီအဆင့်50ကိုလိုက်နာဖို့အရင်အရေးကြီးပါတယ်ပထမဆုံးကိုဝယ်မဲ့မိကဂရန်လာဘာမဲလာမြေမျိုးစားကိုတက်ဆိုင်ရန်ဌာနမှာတေချာစစ်ပါဒုတိယအနေနဲ့ရောင်းသူကတကယ်ပိုင်ရှင်အစစ်ဟုတ်မဟုတ်ရောင်းချခွင့်အပြည့်ရှိမရှိတေချာအောင်လုပ်ပါတတိယအဆင့်ကတော့ရှင်နေတရားနဲ့တေးသေးချာချာတိုင်ပင်ပြီးဥပဒေနဲ့ညီတဲ့အစားချုပ်တစ်ခုကိုရေးဆွဲပါပြီးတာနဲ့စတုထအဆင့်အဲ့ဒီစာချုပ်ကိုစာချုပ်စာနာမပုံတင်ရုံးမှာတရားဝင်မပုံတင်ပါဒါပြီးရင်လာနောက်ဆုံးအဆင့်ကတော့လိုအပ်တဲ့အခွန်အခေးတွေတန်စစ်ခေါင်းခွန်တွေကိုအကုန်ပေးဆောင်ပြီးပိုင်ဆိုင်မှုလွဲပြောင်းမှုကိုအပြီးထပ်လိုက်ဖို့ပါပဲ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့မြန်မာအိမ်ချမ်းမြေဈေးကွက်ဆိုတဲ့ဒီဝင်ကဘာကြီးထဲမှာအကောင်းဆုံးအကာအကွယ်ပေးနိုင်တာကဈေးကြီးတဲ့ချိနီတစ်ယောက်ထက်ကိုယ်တိုင်သိရှိနားလည်ထားတဲ့ခိုင်မာတဲ့အသိပညာပဲဖြစ်တယ်ဆိုတဲ့အချက်ပါပဲအသိပညာပြည့်စုံလေးကိုယ့်ရဲ့ယဉ်ကျေးမှုနိုင်မှုကပိုပြီးလုံခြုံလေးပါပဲ